ဒီသတင်းကတော့ဒီနေ့ရဲ့ Nobel ဆုရှင်သိပ္ပံနဲ့ဆေးပညာသိပ္ပံနဲ့ဆေးပညာလားဆေးပညာနဲ့သိပ္ပံလားဘယ်မှာလို့တော့ဘယ်လိုခေါင်းစဉ်တက်လည်းမသိဘူးဂျပန်လူထဲမှာတော့ဆေးဘက်ဆိုင်ရာမှာတကယ်အထူးချုံဆုံးနဲ့သူရှာဖွေခဲ့တွေ့ရှိခဲ့တဲ့ research ပေါ့နော်သူစူးစမ်းရှာဖွေတွေ့ရှိခဲ့တဲ့သူရဲ့ပညာရက်ကတော့ဘာလဲဆိုရင်လူဘဝတတန်းမှာအခုလက်ရှိနေတာထက်ကိုပိုရှည်ပြီးနေလို့ရမယ်ယောဂါကိုခုခံနိုင်တဲ့ပြီးတော့နေထိုင်ဖို့တွေးမျိုးစားပေါ့နော်ဒီဆေးပညာတစ်ခုသူရှာတွေ့ခဲ့တယ်အဲအကြောင်းသူတကဘာလုံးမှာသူဂျပန်နိုင်ငံကနေပြီးတော့မှ Nobel ဆုရှင်ဆေးဘက်ဆိုင်ရာမှာဆေးပညာရှင်မှာသူက Nobel ဆုရှင်ဟုတ်တယ်ရချင်းတော့ကျွန်မမပြောနေဘူးပေါ့နော်ဒါပေမဲ့အခုကတော့ဒါသတင်းထဲမှာခဏခဏတက်လာပြီးတော့ဒီဂျပန်သတင်းထဲမှာတော်တော်များများလေးဂုဏ်ယူဝင်ကြွားစွာနဲ့ဖော်ပြလာတယ်ပြီးတော့ဒီလပေါ့နော်ဒီလနောက်တစ်ပတ်ပေါ့နော်10ရက်နေ့မှာဆွီဒင်မှာသူတို့ Nobel ဆုပေးပွဲခန်းနာကိုသူတက်ရောက်ဖို့အတွက်ပြီးရင်သူရတဲ့အချိန်မှာလည်းအကုန်လုံးသူဂုဏ်ပြုပြီးတော့မှသူနှုတ်ဆက်စကားပြောပေးဖို့ဂုဏ်ပြုချီးမြှင့်တာတို့လုပ်ပေးခဲ့မှအခုလည်းသူမိသားစုနဲ့သူထွက်ခွာပြီးတော့မှဂျပန်ကနေထွက်ခွာပြီးမှသူအလဲပတ်သွားရင်းနဲ့ဆွေဒင်ကိုသူ Nobel ဆုကိုသူတွားယူမယ်ပေါ့နော်ဆေး Nobel ဆုပေါ့နော်ဆေးဘက်ဆိုင်ရာပြောရမလားဆေးသိပ္ပံပြောရမှာကျွန်မသိချတော့မပြောတတ်ပါဘူးဒါပေမဲ့ပြောချင်တဲ့ဘောကအဲ့ဒါကိုဂျပန်နိုင်ငံကရသွားတယ်ပေါ့နော်ပြီးတော့ဒီလူကသူနေမနာညမနာသူရှာဖွေတွေ့ရှိခဲ့တဲ့လူတွေအတွက်ကိုသူရှာဖွေခဲ့တဲ့အတွက်ကြောင့်မလို့ဒီဆေးလောကမှာလူကိုအကျိုးပြုပြီးတော့မှလူတွေရဲ့အသက်ရှည်ပိုပြီးမှကျန်းမာဖို့အတွက်ကိုcells တစ်မျိုးနဲ့အတူပေါ့နေထိုင်ကျင့်သုံးဖို့နဲ့ကုသရေးတစ်ခုကိုသူဆက်လက်အကောင့်ထဲပေါ်တော့ဖို့အတွက်ရှိပါတယ်ဆိုမှအင်တာဗျူးမှာပြောနေပါတယ်ဒါကတော့ဂျပန်နိုင်ငံကလူပဲဆုရှင်ဂျပန်တည်းပဲဖြစ်ဖြစ်နိုင်ငံတကာတည်းပဲဖြစ်ဖြစ်ကျွန်မတွေ့တာနဲ့သတင်းတွေတက်လာမယ်ဆိုလို့ရှိရင်ဒီအခင်းနာအကောင့်ကနေတင်ပေးပါမယ်အစိတ်ဝင်စားတဲ့သူများပေါင်းလေးနေပြီးသူများလည်းမြင်စေချင်တယ်ဆိုရင်ညလေးနေပေးခဲ့ကြပါအားလုံးပဲစီးပြီးကြပါစေဘိုင်ဘိုင်